မင်္ဂလာပါဒီနေ့စီရင်ပညာရဲ့အရေးပါပုံအပိုင်း၈ရောက်ပါပြီကျွန်တော်တို့ဆရာမင်းထပ်ဖြစ်တဲ့ Luan Team Education Center Luan Team Assistant Training Center ကလေးမျိုးမှာဒေသကြောင့်ရှိတယ်ကိုယ်မတိုင်ခင်တုန်းကဒေသကြောင့်ထူချွန်စု3နှစ်ဆက်တိုက်ရပြီးတော့တကဘာလုံးပထမစုဒုတိယစုမြန်မာတပီလုံးပထမစုဒုတိယစုရှိဦးတီတီရရှိတော့ပါပြီဒီနေ့ပြောမဲ့ခေါင်းစဉ်ကကြတော့စီရင်တွေကိုတွင်းတဲ့အခါမှာဘယ်လိုပုံစံနဲ့တွင်းလို့ရလဲဆိုတဲ့အကြောင်းအရာလေးမှာဖြစ်တယ်အဲ့ဒီမှာအထူးက2မျိုးပုံစံ2မျိုးနဲ့တွင်းတာများတယ် paper basis နဲ့ computer base ဆိုပြီးတော့ paper ကကြတော့စာရွက်ပေါ်မှာတနည်းအားဖြင့် manual လုပ်တဲ့တုံးလို့ရတယ်ကိုယ်တိုင်စီရင်စရာတွေကိုစာရွက်ပေါ်မှာလက်နဲ့ဆွဲစာစီရင်စာထားပြီးတော့အဲ့ထဲမှာတည်တည်ချာချာလိုက်ပြီးတော့စီရင်တွင်းတာအဲ့ဒါကို manual paper base လို့ခေါ်တယ်ဒါအများစုလည်းအဲ့ဒါတုံးကြတယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ဆိုင်တွေလုပ်ငန်းတွေအဖွဲ့အစည်းတွေကအဲ့ပုံစံနဲ့တုံးတာများတယ်ကွန်ပျူတာကကြတော့တော်တော်များများလက်လမ်းမီဖို့ခက်ခဲသေးတယ်ပြီးတော့ဆိုင်တွေမှာဆိုရင် ready made ပေါ့နော်အစင်တင်ဆွဲထားတဲ့စင်းစာအုပ်တွေရှိတယ်ဥပမာငွေစင်းစာအုပ် cash book ပေါ့နော် cash book ပြင် ledger ပြင် journal ဆိုပြီးတော့အဓိကဒီ3ခုကအသုံးများတဲ့အတွက်ကြောင့်ဆိုင်တွေမှာလည်းအစင်တင်စင်းစာအုပ်တွေရှိတယ်သူတို့ကကြတော့ဒီနိုင်ငံတကာရက်စံနှုန်းနဲ့သတ်မှတ်ထားတဲ့ဆရာကွက်တွေပါပြီးသားပေါ့နော်အဲ့ဒါတွေလည်းဝယ်ပြီးတော့သုံးတဲ့သူတွေလည်းရှိတယ်နောက် computer base မှာကြတော့နောက်ထပ်2မျိုးထပ်ခွဲလို့ရတယ် computer စိန်ကိုင်တဲ့အခါမှာပထမကဒီ Excel ကိုသုံးတာပေါ့နော် Excel software ဒီ Microsoft Excel တချို့နိုင်ငံတွေမှာလည်း Microsoft Excel မဟုတ်ဘဲနဲ့ Excel နဲ့ပုံစံတူတဲ့ spreadsheet ဆိုတဲ့ဒီ Excel ပုံစံလိုမျိုးပဲဒီခြား software တွေလည်းသုံးတာများတယ်အဲ့တော့ Excel ကအားသာချက်ကကိုကြိုက်တဲ့ပုံစံကိုမှ idea ရှိတယ်လို့ပုံစံမျိုးမျိုးပြောင်းပြီးတော့လုပ်လို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့ software ဖြစ်တယ် accounting software ပေါ့နော် accounting software ကကြတော့ company တစ်ခုကနေအဖွဲ့အစည်းလုပ်ငန်းတွေတုံးလို့ရအောင်ဆိုပြီးတော့အစင်သက်လုပ်ပေးထားတာဖြစ်တယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်မြန်မာပြည်မှာအစောပိုင်း software ကပြည်တွင်းထုတ်ဆိုရင် iLedger ဆိုတာရှိတယ်ပေါ့နော်အဲ့မှာ iStock ကုမ္ပဏီကတော့ Integra ပေါ့နော်ကျွန်တော်တီးတာမမားဘူးဆိုရင်ဒါပေမဲ့ကျွန်တော်တင်ခန်းစာတွေမှာတုံးတဲ့အခါမှာ MYOB တုံးတာများတယ် MYOB ကကြတော့ Australia နေထုတ်တဲ့ software ဖြစ်ပြီးတော့တော်တော်များများဒီအာရှပိုင်းတွေမှာတုံးတာများတယ်နော်စင်ကာပူတို့ဘာလို့မလဲတုံးတာများတယ်ပြီးရင်တခြား Master Accounting တို့ History တို့လိုမျိုးတွေလည်းရှိတယ်လို့ US မှာဆိုနာမည်ကြီးတာဆို QuickBooks ဆိုပြီးတော့ရှိတယ်ပြီးတော့မြန်မာပြည်မှာကျွန်တော် LCCI တွေမှာဆိုရင်မလေးရှားကုမ္ပဏီရဲ့ software တွေတုံးပြီးတော့ sample တွေဖြည့်ရတာရှိတယ်ဒါပေမဲ့ accounting software တွေကကြတော့အားလုံးနီးပါးကပုံစံတူတယ်တဝက်ကြော်ပေါ့နော်90%ကြော်တွေကတူတယ်80လောက်ထိကိုတူတယ်သူတို့ပုံတရံလေးတွေအထဲမှာထားတဲ့နေရာပြင်ဆင်ထားတဲ့အပြင်ပန်းတရံတွေပဲနေကွာအထဲမှာကြတော့အလုံးလုံးပုံတွေကကြတော့အကုန်လုံးနီးပါးတူတယ်အဲ့ဒါကြောင့်ကိုက software တစ်ခု accounting software တစ်ခုကိုလေ့လာတတ်မြောက်ထားရင် channel accounting software ကိုနည်းနည်းပြန်ကြည့်လိုက်တာနဲ့လောက်တတ်ကင်တတ်သွားပြီအကြောင်းကြောင့်တင်ခန်းစာမှာဆိုရင်ဆရာတို့ကျောင်းမှာတော့လောလောဆယ်အခုထိ MYOB ကိုတုံးတယ် MYOB ကကျတော့နားလေရလွယ်တယ်တုံးရတာလည်းလွယ်တယ် software လည်း education version တို့တော့လုပ်ပေးထားတဲ့အတွက်ကြောင့် install လုပ်ရတာတွေလည်းအဆင်ပြေတဲ့အခါမှာ MYOB နဲ့ပဲတင်ပေးတယ်ဒါပေမဲ့လက်တွေ့အလုံးငန်းခွင့်တဲ့ဝင်တဲ့ခါကျရင်တော့သူတို့ company မှာသူတို့ရဲ့ teacher software တွေရှိမယ်ဒါနဲ့နည်းနည်းပါးလေ့လာလိုက်ရင်ပြပေးလိုက်ရင်တော့တန်းပြီးတော့တည်သွားတယ်ဒါဆိုဒီမှာ Excel နဲ့ဒီ software နဲ့ခုရှိတဲ့အခါမှာဘယ်ဟာကအဆင်ပြေလဲပို့အဆင်ပြေလဲပေါ့နော်လို့ပြောတဲ့အခါမှာဒါကသုံးမဲ့လုပ်ငန်းမျိုးစပေါ်မှာမူတည်တယ်စီးပွားရေးလုပ်ငန်းတရားကြတော့ခုနပြောတဲ့ accounting software ကိုသုံးရင်ပို့ပြီးတော့အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစီးပွားရေးလုပ်ငန်းတစ်ခုမှာရှိတဲ့အရာတွေကိုအသေးစိတ်ကပါပြီးသားအဲ့ဒီ software ထဲမှာထည့်ပေးထားပြီးသားဖြစ်တယ်အခုနောက်ပိုင်းဆိုရင်ကျွန်တော်မြန်မာပြည်မှာကိုပိုင် software လေးတွေနော်မြန်မာပြည်ကနေလည်းဒီ accounting software တွေထုတ်တယ်ဈေးလည်းတက်တာတယ်ပေါ့နော်ဆိုတော့ဟိုအရင်2010လောက်တုန်းကဆိုရင်အဲ့တော့ကုမ္ပဏီကလည်းတစ်ခုလောက်ပဲရှိတယ်မြန်မာပြည်မှာပေါ့နော်နာမည်ကြီးတာဥပမာ Integra ကနာမည်ကြီးတဲ့အခါမှာအဲ့ဒီ software တစ်ခုထည့်ဖို့ဆိုရင်10သိန်းကျော်လောက်ပေးရတယ်အဲ့ဒီ2010တော့10သိန်းဆိုတော့များတယ်ဒါတော့မှသူတို့ကကွန်ပျူတာဆက်ထဲမှာပဲထည့်တယ်အဲ့ဒီ software ကိုပေးတာမဟုတ်ဘူးအဲ့လိုမျိုးပြီးရင်နေမျိုးတွေဆိုရင်ရန်ကုန်ကနေလူတွေလာပြီးအဲ့လာတဲ့လူတွေရဲ့ကုန်ကျစရိတ်တွေပါကုန်အခန့်ပေးရတော့တကယ်ဟိုစီးပွားကြီးကြီးတွေကပဲဝယ်နိုင်တယ်ဝယ်သုံးနိုင်တယ်ဒါပေမဲ့အခုချိန်မှာတော့ပညာရှင်တွေလည်းများတယ်ဤပညာတွေလည်းတက်တက်တန်းလောက်လာတဲ့အခါမှာအခုချိန်ဆိုရင်2သိန်း3သိန်းနဲ့လည်း software တစ်ခုဝယ်သုံးလို့ရတဲ့အနေအထားရှိတယ်မြန်မာပြည်ထဲမှာ
နော်ဒါကစီးပွားလုပ်ငန်းတွေအတွက်အားသာချက်တစ်ခု